တခါတော့ကပင်လေကန်းဆက်က အုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တော့ပင်လေရေဒီလိုင်းကလာနေတာ तू မမြင်ဘူးလေ तू ကလေးဆန်လေးတေးသေးလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလှိုင်းနဲ့ဒီရှင့်မလေးကပင်လေရေထဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်မိုးကပြန်မလားနဲ့စောင့်ရင်းနဲ့သူ့ရှင့်မဒီပင်လေထဲဆင်းသွားတာပြန်မလာဘူးဆိုတော့သူအင်မတန်ခံစားရတယ်တဲ့အဲ့ဒီရှင့်ကလေးကအဲ့ဒါနဲ့သူအုံးမေမောကဆင်းပြီးတော့ဒီရှင့်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင့်မလေးဟာဟောဒီပင်လေရေထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရေတွေဖုံးနေလို့ငါရှင့်မလေးကိုငါမမြင်ရဒီပင်လေရေတွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင့်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတော့ဆိုတော့ပင်လေထဲကိုရှင်းသူ့ရဲ့အမိပွားပါကလေးကိုပင်လေရေထဲနှစ်ပြီးတော့ရွာနဲ့ပြန်တက်လာကမ်းပေါ်တော့အဲ့ဒီအမိကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ရှင်းအမိကလေးကိုစိမ့်ကမ်းပေါ်ရောက်တော့ပြန်ခါအခေါက်ပေါင်းများစွာလုံနေတာဘာလုပ်တာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ကျင်လို့တော့သူရှင်းမလေးကိုတွေ့ကျင်လို့ဟုတ်လားပင်မနဲ့နော်တခါယူမိုက်မြအဲ့ဒါနဲ့ဒီကန်းဆောင်နတ်ကကန်းမှာစောင့်နေတဲ့နတ်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်ဘူးနော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်ဘူးအဲ့ဒါနဲ့ကန်းဆောင်နတ်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာဟာကျွန်တော်ချစ်တဲ့ရှင်မလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေရေတွေဖုံးနေလို့မမြင်ရလို့ပင်လေရေတွေကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးနော်တနာလွန်းလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်နတ်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းနေရော့တော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းဆောင်နတ်ကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းဆောင်နတ်ကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကူနဲ့ပင်လေဆောင်နတ်မင်းကြီးနဲ့ရှင်းမလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကူနဲ့ပြတော့ရှင်လေးကမော့ကြည့်ကြည်စမ်းသူငါ့ကိုအမှတ်မရတော့ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်တွေခန်းအောင်ကြိုးစားနေရပိသက်ရဲ့ချစ်ချင်းကနေမုံညင်းကိုတောက်လျှောက်ရောက်သွားတာဒါကြောင့်ဦးသိန်းကတစ်ခါစဉ်းစားကြည့်တယ်ချစ်ချင်းနဲ့မုံညင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တစ်ခါတလေအင်မတန်မြန်တယ်မေတ္တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်တခါကြီးဒီမိုက်မြနော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်နက်တည်းမုံတော့တာပဲချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျတေးသေးချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုချစ်တာကိုကျင့်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောက်မခံနိုင်တာဒါပဲဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူကျုပ်ပဲပြောရတာတရားဒီပြန်ဟာတွေပြောရအောင်မှာထားတော့ချစ်ချင်းအကြောင်းတီကာချက်နေတရားဟာပြီးမှမဟုတ်လားအဲ့တော့အဲ့ဒီချစ်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွမ်းနေရတာသူကကြည့်ပါအောင်ဆိုတော့အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောက်လျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့ကမ်းမော်တက်တဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော်လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချခဏနေကမ်းမော်တက်တဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချအဲ့ဒါနဲ့ကန်းဆောင်နတ်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့စောစောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုတဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ခြင်းဘူးတဲ့မမြင်ရင်သူတို့ရဲ့တရားဒီရေတွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရေတွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြစ်မယ်တဲ့မုံညင်းမှာလည်းအစွမ်းတတ္တိတွေရှိတယ်နော်ဟုတ်လားတခါကြီးမိုက်မြချစ်ချင်းမှာလည်းအစွမ်းတတ္တိတွေရှိတယ်နှစ်ခုသောအစွမ်းတတ္တိတွေတတ္တဝါကိုပင်ပန်းအောင်လုပ်နေတာကြီးပဲဒါလေးကိုမြင်စေချင်တာမုံလည်းမတတ်တာချစ်လည်းမတတ်တာချစ်ချင်းမုံညင်းကလွတ်တဲ့လူသားတင်တတ်တာတယ်မေတ္တာနဲ့မဆိုင်ဘူးနော်မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးစီနဲ့ရေလို့ကြွားတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်တခါကြီးမှာအဲ့ဒါတော့ကိုကြွားတယ်မေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချစ်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းထင်ဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတဲ့မိခင်ဖခင်တွေတောင်လေသူတို့စိတ်နဲ့မတည့်တော့အမွေဖြတ်
ထဲဘူးလားသတင်းသားတဲ့ကို ထဲပါဗျာ ဘာဖြစ်သွားတာတော့မုန်းသွားတာမုန်းတာမှဘယ်လောက်ထိမုန်းတော့မေးမြန်းစုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုန်းကချစ်လိုက်တာဟုတ်လားအမွေပြက်ကျင်ညာုံနဲ့အားမရလို့ဗါတဲ့တော့မေးမြန်းစုံစမ်းခြင်းသီးခံပါတယ်အဲ့တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဟိုဒီနေ့ကဦးစင်းရဲ့ညီတစ်ပါးဥဒေဝေကဦးစင်းကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမအိုးတဲနေရင်းနဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာပေါ့ဩဟုတ်လားဒီလောက်ပဲခဏနေတော့သတင်းကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတခါတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့ဟင်တခါကြီးမိုင်းမြစောတော်တုန်းကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တော့ဘာမှမဖြစ်ဘူးထမင်းချက်မပြတ်ဘူးစကားပြောမပြတ်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာလဲအဲ့ဒီချစ်ချင်းပါပဲ